ဒီနေ့ရက်20မြောက်နေ့ပေါ့နော်ပုံမှန်ဆိုရင်ကျွန်မ10ရက်20ရက်30အဲ့လိုနေ့တိုင်းကို product review လေးလုပ်ပေးဖို့ပေါ့နော်ချိန်ထားတယ်ပြီးခဲ့အပတ်မှာလည်းပြီးခဲ့10ရက်မြောက်နေ့မှာလည်းကျွန်မreview တစ်ခုပေးထားတယ် SK2 ညနေတစ်ဆက်ပြလေးပေါ့နော်အဲ့ဒါလေးဒါကျွန်မတုံးလဲဟာကြော်ညာလည်းမဟုတ်ဘူးကိုတုံးတဲ့ပစ္စည်းကို sharing လေးပြန်လုပ်ပေးတာဒီအပတ်မှာလည်းကျွန်မပြောတဲ့ product တစ်ခုလုပ်ပေးဖို့အမှန်တော့အိမ်ရောက်မှရိုက်မယ်ဆိုပြီးတော့လုပ်ထားတာပေါ့နော်အခုကကျွန်မဒီနေ့ဧည့်သည်လာတာနဲ့အပြင်မှာကိစ္စလေးများနေတာနဲ့ဒီနေ့အကယ်မို့ဒါမှမရရဘူးဆိုရင်အိမ်ပြန်လာ10နာရီလောက်ပြန်တော်တော်လေးနောက်ကျသွားမယ်ဆိုတော့ကျွန်မဒီအိတ်ဆောင်ဘူးလေးနဲ့ပဲရိုက်ပြလိုက်မယ်ပြီးတော့ရင်ကျွန်မအောက်မှာဒီ comment မှာလေအိမ်မှာသုံးတဲ့ဘူးလေးကိုတစ်ချက်ရိုက်ပြပေးမယ်ခင်ဗျာကတော့တစ်စိတ်တောင်ပြတ်နေပြီဒီနေ့လေကျွန်မဒီဟာလေးကို sharing တစ်ချက်လုပ်ပေးချင်တယ်ဒါကဘာလဲဆိုတော့ဒီ YSL Black Opium ပေါ့နော်ကျမရေမွေးဆိုရင်တစ်မျိုးပဲသုံးပြတယ်ပုံမှန်ကျမနာမှာအများရနေတဲ့အနံ့ကဘာလဲဆိုရင်ဒီအနံ့လေးပါဒီအနံ့လေးကလေတော်တော်လေးကောင်းတယ်သူက coffee အနံ့လေးလည်းပါတယ်ဒီ vanilla အနံ့လေးလည်းပါတယ်ပေါ့နော်ကျမရေမွေးမှာ notes တွေကိုတိတ်မသိဘူးရေမွေး review လုပ်တဲ့လူလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျမမှတ်မိတဲ့လောက်ပြောလိုက်တာဒီ coffee အနံ့လေးတော့ပါတာအချင်းကြီးလည်းတွန်းပါလေဒီဟာလေးကဘာနဲ့လိုက်လဲဆိုရင်ကျမတို့ဒီရော night ရောဒါပဲဆွတ်တယ်ဒါပေမဲ့ဒါကလေဒီ night ကို main ကလေးဆက်ဆက်ဒီ party တွေပါသွားတဲ့အခါဆွတ်ရင်တော့ပို့ပြီးတော့တင့်တော်တယ်ပေါ့သူကဘယ်လိုပြောမလဲ main ကလေးငယ်ငယ်လေးအနံ့တော့မဟုတ်ဘူးဒါပေမဲ့ဟိုတီငိမ်နဲ့ sexy ကြတဲ့အနံ့လေးပေါ့နော်တကယ်တော့လေအဲ့ဒါဒီဟာလေးစမ်းလုံးကြည့်ကြည့်ဒါဆိုကျမအိမ်မှာအိတ်ဆောင်လေးပေါ့အိမ်မှာတော့ညမိုးလေးရင်မွေးစွတ်ခဲ့တယ်ဒီဟာလေးပဲဒါလေးကိုအိမ်မှာတော့ဘူးကြီးရှိတယ်ဒါလေးကတော့အိတ်ဆောင်ဘူးလေးဒါတော့ကုန်နေပြီနည်းနည်းလေးပဲကျန်တော့အဲ့တော့ဒီအနံ့လေးကဒီဘူးသေးလေးဆိုအခုဆို9000 8000လောက်ရှိမှမလို့ဒါလေးကိုလည်းတစ်ချက်တော့စမ်းသုံးကြည့်စေချင်တယ်ကျမတို့လို30 35 40ပေါင်ဝင်ကျင်လေးဆိုအရင်ကြိုက်ကြမယ်အနံ့လေးဒါလေးကလေ YSL Black Opium မှာသူကgood girl တို့ဘာလို့ကြိုက်တဲ့လူဆိုသိကြတယ်ဒါလေးအရင်ကြိုက်လိမ့်မယ်ကျမလူမွေးအများကြီးမဆွတ်တတ်ဘူးအများကြီးဆိုတာတစ်မျိုးမဆွတ်တတ်ဘူးပေါ့နော်ကျမကြိုက်တဲ့အနံ့ဆိုတော့တော်တော်ရှားတယ်ဒီအနံ့လေးအားကြီးချိုကြီးလည်းမဟုတ်ဘူးဒါပေမဲ့flash တစ်ခုရတယ်လို့ခံစားရတယ်ဒီအနံ့လေးမှာလေကြီးပြတ်ပြောတာမဟုတ်ပါဘူးအဲ့ဒါလေးဒီအနံ့လေးကိုတစ်ချက်ဒီမွေးလေးကိုကျမဒီနေ့ sharing လေးလုပ်ပေးရပါကျေးဇူးအများကြီးတင်ပါတယ်